နဲ့ပြီးနေတဲ့အချိန်တက်တောင်ဝင်းမှာလာပြီးတကယ်ချင်းနေနဲ့တူတူပျော်ပျော်ပါပါဆော့ကစားရတာအရန်ပျော်ဖို့ကောင်းပါတယ် stress ပြီးနေတဲ့အချိန်ကျရင်လည်းဒီဟာ relaxing ဖြစ်ပါတယ်ဟုတ် မင်္ဂလာပါဒါဇဝနာရဲ့၄နှစ်ပြည့်ပြိုင်ပွဲပေါ့နော်လူငယ်တွေကိုပို့ပြီးတော့တိုးတက်အောင်ဖွံ့ဖြိုးအောင်လုပ်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ပဲအများကြီးလို့ကျင်းပဖြစ်တယ်ဒီနှစ်ကတော့ပုံမှန်နှစ်တွေနဲ့မတူဘဲနဲ့ကျင်းပတဲ့ပုံစံ style လေးလည်းကျွန်တော်ပြောင်းထားတယ် ဒီနေ့ပွဲအားလုံးပေါင်းဆို6ပွဲလောက်ဆိုပြီးခဲ့တဲ့ရက်က9ပွဲလောက်ဆိုတော့စုပါတော့၄ပွဲ9ပွဲလောက်လို့ရှိစုစုပါတော့3ရက်3ပွဲပြန်လဲရ လေးကြည့်ကြည့်တော့ပွဲပါမြောက်တော့တယ် 2ရက်တွင်းပြန်ရတဲ့မောရင် variety တောက်တယ်ဆို variety တောက်တဲ့ရင်နဲ့အေးပါရဲ့ရှင် မောနယ်ကျင်မှာ ready တောက်ပို့ပြီးတော့လက်ဆန်းစီ မော်ရတဲ့တဲ့ဆိုတော့ variety တောက်တာ refreshing ဖြစ်တယ် great ဖြစ်ပါဆိုတော့အရင်ကြိုက်တယ် မောတာလား ကျွန်တော်အမြဲလို variety ကိုကျေးဇူးလည်းအများကြီးတင်တယ်ဒီလိုပွဲကိုပံ့ပိုးပေးနေရဆိုတဲ့ဟာပေါ်မှာအရင်လည်း visionary ဖြစ်တယ်တိကျလျှောက်လည်းကျွန်တော်ထပ်ပြီးတော့ကြိုးစားသွားမယ့်အပေါ်မှာဒီလိုမျိုး supporting partner တွေရှိနေတဲ့ဟာကျွန်တော်တို့လည်းအများကြီးအားတစ်ခုဖြစ်ပါတယ် မပိုင်းရည်ကိုရဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် recharge with variety recharge with variety